ထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတတ်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကဘုရားသာသနာတွင်မှမှီတင်းနေထိုင်ရတဲ့ရွာတရွာဆိုပါစို့အဲ့ဒီရွာမှာဒါပေမဲ့ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီဆိုတာจิตတို့ဒန္တာကြီးဇာလမ်းမဟုတ်ပါလုံးချင်းဝတ္ထုတွေကလည်းမဟုတ်ပါကာတွန်းဇာလမ်းလည်းမဟုတ်ဘူးပြိတ္တာတိတင်ဂုတ်တရပါဠိတော်၎င်းကမနောရထပုရိနိအမည်ရှိသောအထကထာတာရထသင်္ဃဟတို့မှာဘုန်းကြီးထုတ်ဟောမဲ့ဇာလမ်းဖြစ်ပါတယ်အဲ့ဒီဘုရားသာသနာတွင်ရွာတရွာမှာညီကိုနှစ်ယောက်ရှိအကိုလောက်သူကမောင်ကြောက်ခဲညီလောက်သူကမောင်ကြောက်ခဲညီကိုနှစ်ယောက်ရှိကြအမေနဲ့ဆိုတော့သားမိသားဖ3ယောက်သားမိ3ယောက်ပေါ့လေအဖမပါဘူးအမေနဲ့သားမိ3ယောက်နေထိုင်လာလိုက်ကြတာအကိုဖြစ်တဲ့မောင်ကြောက်ခဲကရိုးသားညီလောက်တဲ့မောင်ကြောက်သေးကြတော့နည်းနည်းလေးဆန်းဘုရားတော်တို့ဖြစ်လေဘေးကကြီးအကြီးနဲ့အငယ်ဘယ်သူကဆန်းတော့အငယ်ကဆန်းမှတ်ထားပေါ့ဆန်းရုံနဲ့မကဘူးအငယ်ကညစ်ပတ်ဘယ်လိုညစ်ပတ်တယ်လဲညီကိုအရင်ပဲမဲ့လို့ညီညစ်ပတ်ရင်အကိုခံရတိုင်းရမ်းပြီးတော့မညစ်ပတ်နဲ့အကိုဘက်ကလည်းမြောက်ပေးမဲ့လူရှိတတ်တယ်။ယေမနာဟိုရှေးတုန်းကညီကို2ယောက်ဒီအဖေဖေတော့အမွေခွဲကြတယ်။ကြံရတဲ့အမွေကစောင်းတစ်ထည်နဲ့နမတကောင်။ညဆဆပဲ။ကိုကြီးရဲ့ခုရှုံးမှနောင်ရှင်အမွေခွဲမှညီလို့တဲ့ကောင်ကညစ်ပတ်။စောင်းကြီးအလေကောင်ကပန်းယူရဲ့စောင်းကြီးပြည့်ရုံရှိမှခမည်းမလို့ကျွန်တော်မလို့ချုံမဖြစ်ဘူးသေးသွားပြီ။ဒီလိုလုပ်ရအကိုကြီးကနေချုံပါတဲ့ကျွန်တော်ကစောင်းကြီးညချုံရသည်။ဘယ်လောက်ညစ်ပတ်စောင်းကနေအသုံးရသလားညအသုံးရသလားအဲ့တော့အကိုကြီးကခေါင်းငိမ့်တဲ့သဘောကောင်းတဲ့လူဆိုတော့ခွဲလိုက်ကြရောလူကမင်းမေပြောက်ဆောင်းနှွေးကြတော့အကိုကြီးဖင်တုံးပြီဒီလည်းငါစောင်းပေးပါဦးဟာဟုတ်ဘာဆိုင်လို့မြခမရနေပိုင်တာဟုတ်သားပဲပစိုးနဲ့ဘူးရမနေ့မိုးလင်းတော့စောင်းကြီးလာဖို့ကိုကြီးရော့တယ်စောင်းဘာလို့မတော့ကချွတ်တဲ့ချိန်မှာငါစီလာဖို့ထားခဲ့အရှင်မပြေဘူးနောက်နမကြီးအမွေခွဲကိုကြီးရဲ့တဲ့နမကြီးအလဲကောင်ကပန်းယူရင်လဲနမကြီးသေပြီးအမဲသားစားပြီးအရှိတစ်ဖြစ်ကျေးဇူးရှိမှာမဟုတ်ဘူးဒီလိုခွဲကြဆိုနေရာပိုင်းပြီးတော့အကိုကြီးကနမကြီးရှေ့ပိုင်းယူပါတဲ့ကျွန်တော်ကနောက်ပိုင်းသုံးမရစေဒီချာနာထောင်နော်ဒီကကြီးနွားရှေ့ပိုင်းကအစာစားကလားနောက်ပိုင်းကအစာစားကရှုပ်မနေနဲ့အကိုကြီးနွားချောင်းခိုင်းနေရှင်းလို့နွားတို့ကဘယ်ကထွက်နောက်ပိုင်းကထွက်သူနွားတို့ညစ်တော့မဲအကိုကြီးနွားချောင်းခိုင်းပြီးတော့ခွဲကြရောညီလေးနွားချောင်းဆိုတော့ဘာဆိုင်လို့များခင်ဗျရှေ့ပိုင်းကစားတာဟုတ်သားနောက်နွားတို့သူကညစ်တော့ငါအတိုက်ပါဦးဆိုတော့ကျုပ်နောက်ပိုင်းကထွက်တာခင်ဗျသောက်ချင်ရှေ့ပိုင်းကဂျိုညစ်တော့အဲ့ဒါလို့ဆိုးွားခဲ့တဲ့ကောင်တနေ့တစ်နေ့ကျတော့အကိုကြီးလို့သူတငယ်ချင်းတယောက်တွေ့မင်းပဲသွားမလို့လေခင်ဗျားနဲ့တွေ့တာလှဗျာကျုပ်လေမအားလို့ခင်ဗျားဖေးသေးတော့မရောက်နိုင်ဘူးညီကို2ယောက်ဖေးသေးပြီးတဲ့နောက်တင်းနေရှိကြရဲ့လားခင်ဗျာမတင်းတဲ့မဲဟာညီကိုရဲ့ဆိုတော့လည်းငါအသိခံရတော့ကွာလူကြီးဆိုတော့တော်ဆိုးတဲ့ကောင်ပြောတော့မှာဟုတ်ညဒီလိုကွာစောင်းကြီးဖွယ်ရှိတော့အတူတူချုံတာခုအလဲကောင်ကပန်းယူပြက်မှာဆိုပြီးသူကညချုံတယ်ငါနေချုံတယ်ကွာငါဆောင်းလို့ဖင်တုံတာပေါ့လွယ်ပါတယ်ဗျာမစားရတဲ့အမွေသဲနဲ့ပက်ပေါ့ခင်ဗျာညောက်ပေးတဲ့လူရှိတတ်တယ်ကောင်းတဲ့ဘက်ကအိုးရွက်နေတော့ကိုစလုံးအကောင်းနဲ့ပိတ်လို့မရဘူးဗျအိုးရွက်ရဲ့စလုံးအရွက်နဲ့ပိတ်မှတဲ့တယ်မင်းကပုံလေးပတ်လေးနဲ့လှုပ်ဆောင်မဟုတ်ပါဒါပေမဲ့ခင်ဗျားကဘယ်ချိန်ပိုင်းလဲငါနေပိုင်စေ
ဆောင်လာပို့တဲ့ချိန်ကစပြီးတော့ရေအိုးတဲ့ရေအပြည့်ထည့်ပြီးတော့တနေ့ကုန်စိမ်ပြပါဖြစ်ဟာတော့ဖြစ်ပါမလားအောင်မခရကနာကလားမတနာပါဘူးကွာမတနာပါဘူးငါမှမညာတဲ့ကောင်ဒီတိုင်းလို့အေးကောင်းပြီဆိုပြီးပြန်သွားအကိုကြီးရော့တယ်ကြောက်ထားခဲ့ဆိုပြီးရေဦးတဲ့ရေအပြည့်ထည့်ပြီးတနေ့ကုန်နှစ်တောင်းချုံချင်းကြတော့လာပြီဟုတ်ကောကိုကြီးစောင်းရောအဲ့ဟိုမှာရေဦးလက်ညှိုးထိုးပြစောင်းမေးတာဗျအဲ့ဒီထဲမှာကွာနိုင်ကြည့်လိုက်တော့ရေတွေနဲ့နစ်ဟာကိုကြီးခလာပဲလောက်တာအားဆိုင်လုံးကငါပိုင်တဲ့ချိန်ငါသိခင်ဗျာကျုပ်ဆောင်လှရတာနဲ့ခြုံရတော့မှမဟုတ်မခြုံရကွာဟဲ့ကောင်နေတိုင်းစိတ်မှာကွာငါကြတော့မပေးဘူးငါပစိုးလေးနဲ့ကိုရတဲ့ကိုကြီးအားတဲ့ဒီလိုတော့မလုပ်ပါနဲ့ဗျာတဲ့အဖေချီတုံးကလို့တူခြုံရပါစို့အမေစောင်းတော့တဲ့သွားနောက်ဟိုတကယ်ချင်းနဲ့ပြန်ပြီးဘယ်နဲ့လို့မျိုးအေးစောင်းတော့အဆင်ပြေသွားပြီကွာနမကြီးကြောင်းနေတာနမကြီးကဘယ်လိုလုပ်တာတော့နေရာပိုင်းခွဲတာတဲ့ကွာငါရှေ့ပိုင်းပြီသူကနောက်ပိုင်းယူငါရှေ့ပိုင်းကစားရဆိုတော့နွားကြောင်းတော့ငါကြီးပေါ့ကွာနွားတော့ကသူ့နောက်ပိုင်းကထွက်တော့သူကြီးညှစ်တော့တယ်ငါမတိုက်ဘူးမလွယ်ပါရဲ့ဗျအေးလုပ်ပါအောင်ကွာစောင်းရမင်းအောင်ဆင်ပြေသွားတာဒီလိုလုပ်ခင်ဗျားပဲနေရာပိုင်းတော့ငါရှေ့ပိုင်းပိုင်းအဲ့ဒီကောင်နွားတို့ညစ်နေလို့ခမည်းပိုင်တဲ့နမကြီးရှေ့ပိုင်းထိတ်တူနဲ့ထုတာမြောက်ပေးတဲ့လူရှိတတ်တယ်နိုင်တိုင်းသိမ့်မဖိနဲ့အကောင်ဖြစ်ပါမလားဘယ်သနာသလားအသနာဟုတ်ကငါဂျိုးညှစ်တော့ပြောတဲ့ကောင်ဒါပြဒီတိုင်းလို့ဆိုပြီးမှားလိုက်တော့အိမ်ပြန်ရောက်တော့ဟိုကောင်နွားလူညှစ်တော့မှာဘာလို့ညစ်တာခင်ဗျားတို့မြင်မှုပါတယ်တချို့တကားတွေကိုယ်တိုင်ညစ်ဘူးပါတယ်ခွဲ့ဒူးနဲ့ညလို့လေတရှုံနဲ့ရိုင်းနဲ့နွားကျွတ်တို့ရင်နဲ့နွားဒီတိုင်းညစ်အဲ့ဒီလိုတရားနာပရိသတ်ကြီးဟိုကောင်နွားနဲ့ညစ်တော့ခွဲ့ကြည့်ဒူးနဲ့ညတ်ဒီကတူကြီးနောက်ကနေခွဲ့ယူသွားကိုကြီးပဲတော့ဘယ်မှာဟောပါဦးကွာသူသေးဘူးညစ်မှထုနောက်ဟိုကောင်လဲနွားလို့ညစ်မလို့ကြိုင်လိုက်ရောနမကြီးထိတ်တူနဲ့ချရတဲ့ကွမ်းတော့ကန်လို့အဲ့ဒါအကိုကြီးခလာမနဲ့လောက်တာတော့အဲ့ခါတော့ဘာတော့ငါပိုင်တဲ့နေရာငါထုတယ်လာလေမလို့ပါနဲ့ခလာမင်းနွားကြောင်းတော့ငါကနွားတို့တိုက်ပါအောင်ဆိုတော့ခမရရှိပိုင်းကစားတယ်ဆိုပြီးတော့ငါဂျိုညစ်တော့လေးပါလေးနဲ့ဒီနွားအစာမစားလို့အဲ့ဒါတွေထွက်မလို့ဟာလာလေမလို့ပါနဲ့ခင်ဗျာကိုကြီးအားတဲ့နွားလို့လည်းအတူတူတောက်ကြပါစို့နွားလည်းအတူတူကြောင်းကြပါစို့အဖေချီတုံးကလို့ပေါ့ဟောတဲ့သွားဒါတော့ညီဆိုတာညစ်ပတ်စမြဲနေတဲ့လူဟောမှန်ရပြိဿကြီးနော်အကောင်လုံးတော့မဟုတ်ဘူးကွာကြီးတဲ့လူညစ်ပတ်တာလည်းရှိသကိုငယ်ရွယ်လူပေါ်အနိုင်ကျင့်လို့ဒါပဲများသောအဖြစ်ကြည့်အခုကြောက်ခဲကယိုးကြောက်သေးကနည်းနည်းလေးမယိုးသားဒါပေမဲ့လို့ရိုးသားတဲ့မောင်ကြောက်ခဲကအရင်အိမ်အောင်ပြုသည်အေးကကြီးဘသူကအရင်အိမ်အောင်ပြုရှင်မရိုးတဲ့လူကအရင်အိမ်အောင်ပြုသလားဖေမမေးနဲ့လူရိုးသေးတိုင်းမှရှိတယ်အဲ့ဒီကိစ္စကြမရိုးဒါကြောင့်ဘသူမှစိတ်မချနဲ့ဒီကိစ္စနဲ့ပတ်သက်လာရင်အသက်ကြီးတဲ့ဘုန်းကြီးတွေလည်းစိတ်မချနဲ့ဟုတ်တယ်အသက်ကြီးပြီသူတို့ကလည်းအသက်ကသာကြီးတာဒါတော့ပြောသိပါတယ်ဘုန်းကြီးတွေကမခံနိုင်လို့ရှင်ဘုရားတော်ကိုဆိုကျွတ်တို့ဘုန်းကြီးတွေလည်းမချနဲ့ဘုထုသင်မှန်သမျှဘလို့မစိတ်ချနဲ့မရလားဘုန်းကြီးပြောနေတာလွတ်အောင်လာရှောင်မလွတ်တယ်မရှောင်ရင်တိုက်မယ်ဘလူဖြစ်ကြည့်တရားနာပိဿခုအဲ့ဒီလိုရှိုးသားတဲ့မောင်ကြောက်ခဲအရင်အိမ်အောင်ပြုတော့သူတို့အိမ်လူတယောက်တိုးသွားပြီဗောတိုးဘူးလားပိဿကြီးအကိုရဲ့အကိုမရရဲ့ညီလို့တဲ့လူရဲ့၄ယောက်ဖြစ်သွားပြီသူတို့ရဲ့အမေရဲ့ဒီလိုနေလာခဲ့။ဘောက်ကြောက်ခဲရတော်တဲ့နေ့စဉ်နဲ့ညထင်းကိုထွက်ရ။ထင်းကိုထွက်တော့အိမ်နေခဲ့ရတာကမောင်ကြောက်သေးနဲ့မကြီးနဲ့
မောင်ကြောက်သေးနဲ့မကြီးနဲ့နေ့စဉ်နေပါထိုင်မှတွေ့ပါမြင်ပါများလာတော့ပြောရအောင်ပရိသတ်ကြီးချင်းသီးနဲ့စာအတူထားတော့ပါဖြစ်အရေးပြောတယ်ရွာတရွာသွားမေးတယ်ချင်းသီးနဲ့စာအတူထားပါဖြစ်တော့ဒကမတယောက်ကအရေးထွက်ပါဗျာအရေးပြောတယ်ဆိုတော်သေးကဲအရေးပြောတယ်ဦးချင်းထားတော့ပါတယ်တော့ရိတ်သက်ကြီးဦးချင်းထိကျိုးချင်းထားတော့တတိပြုပေါ်လဲလူကြီးတွေကြည်ထားကြမီးမလောင်ဝင်ကတားရတယ်ဗျလောင်ပြီးမှနေလို့လွယ်တာမဟုတ်ဘူးခင်ဗျားတို့လူကြီးတွေအခုခေတ်ပြစ်ထားတတ်ပါတယ်မတားဘူးရုပ်ရှင်တွေသွားကြည့်ရုပ်ရှင်တွေကကျွတ်တူတစ်ခါကြည့်ဘူးတဲ့အမေလို့တက်လို့သမီးတဲ့ညီကိုကပြီးဖြောတိုင်းလိုက်တဲ့အမေလို့ဖျားကိုလူသွားမလို့တဲ့ပြစ်ထားခဲ့မီးမလောင်ငင်ကမတားဘူးလွန်ကျွံကြမှာအမလေးပစ္စည်းရေးကဘယ်လိုဂုံရင်းကမမျှလို့ပညာချင်းကဘာဆိုင်တော့နဲ့ကိုယ့်ယောကာယလို့တော့ဟိုတေရင်းစိုးနဲ့ဝေးကုံနဲ့လူငယ်တွေဗမာပြည်အများကြီးအဲ့ဒါလူကြီးတွေအပြည့်ဒီထဲခုံချရတာနဲ့သာဂေတတရားဘောကဆင်းချင်းခုံချရတာနဲ့အစိတ်သွားတာနဲ့မှန်လားပြိဿကြီးဒါကြည့်အခုတရားနာပြိဿကြီးအိုးချင်းထိဆိုတဲ့ကဲ့သို့မကြီးနဲ့မတ်နေပါထိုင်မှများလာတော့တရားနာပြိဿကြီးမှားကြလားပေါ့ဒီလိုမကြီးနဲ့မှမှားပြီးတော့လာခဲ့တဲ့ကိစ္စမောင်ကြောက်ခဲဖြစ်တဲ့အကိုကြီးမသိရှာပဲသိရလားပြိဿမသိပဲနဲ့နေလားနည်းနည်းတော့ထူးတယ်မိမထူးတာလဲ तू မသိဘူးဒီကနေ့တော့မကြီးလောက်တဲ့လူကမတ်ကိုပြောကြောက်တယ်လို့ခွန်လိုက်တော့ဗျာလုံးမနေနဲ့လာအောင်ကြီးကငါပြောဟိုမင်းနဲ့ငါနဲ့နေရထိုင်ရတာလေမင်းကိုကြီးမသိဘူးနော်မသိလို့ပေါ့ဗျာပြီးရင်ကျွတ်တို့နှလုံးတိုင်တက်ပြီမှာအေးတတ်မှာသူတတ်တာမင်းခံနိုင်မလားချီနေကောင်းတဲ့ကိုရင်းမိပြီဗျာခင်ဗျာကိုတတ်တာပဲခံနိုင်လိမ့်ဟေးမခံနိုင်မိပြီတတ်လိမ့်မယ်မသိသေးလို့ဘယ်လိုပဲမသိပေမဲ့လို့တနေ့နေ့တစ်ချိန်ချင်းအိမ်နဲ့ဒီလိုနေကြရတော့ဒုက္ခိစ္စသိလိမ့်မယ်ပြီးရင်သူကတတ်မှာဒီမဲ့ဒီလိုလို့သူမတတ်ခင်တို့ကအရင်တတ်မှာဖြစ်မင်းနဲ့ငါနဲ့လဲလွတ်လပ်နေရအောင်မင်းကိုကြီးဒီတိုင်းထားလို့မဖြစ်ဘူးခိုင်းပြီပြိဿကြီးအဲ့ဒီလိုတတ်လို့ခိုင်းလိုက်တော့ကြောက်ပဲလက်သီးကြစ်ပါအောင်ဆုံးမိမရုပ်ကြီးမိမကောင်းမှရှင်နေကောင်းတဲ့အကူရင်ကိုအသက်ခိုင်းတဲ့မိမရောခရပေရောလက်သီးနဲ့ထိုးမလို့ကြိတ်မလို့လို့တော့ဟေးကြောက်တဲ့အောင်မယ်မင်းလက်သီးတွေပါနေဆုံးလို့ငါ့ကိုမထိုးမလို့ကြိတ်မလို့ပေါ့လေဟေးကျမငါပြောတာနားထောင်လားမင်းအတွက်ငါပြောတာပါဒီလိုဆိုရင်ဖြင့်ကြောက်တဲ့ငါသားတယ်ပဲထားပါတော့ကွယ်ကဲမသက်ချင်ရင်လည်းနေနိုင်ပါတဲ့တော့ငေါ်လုံးလေးနဲ့မျက်နှာချိုသွေးပြီးတော့လာခဲ့ရမှာတရားနာပရိသတ်ကြီးနောက်ရက်ကြတော့မောင်ကြောက်ပဲမကြီးလို့သူကအကန့်မခံတော့ပရိသတ်ကြီးအကန့်ခံရလားတို့လေးဖြေကြငါအိတ်ချင်ဖြေတော့ကြဲလောင်လေးပရိသတ်ကြီးမောင်ကြောက်ပဲလို့မကြီးလို့သူအကန့်ခံရလားလလနဲ့ထားဆရာကိုဆေးလို့တော့လွတ်သွားပါဒီလိုအကန့်မခံတော့တရားနာပရိသတ်ကြီးမောင်ကြောက်ပဲနည်းနည်းဆင်းရဲသွားဟေး
မင်းဘယ်တော့ဟောဗျာဘယ်တော့မေးနေရသေးလားကျုပ်ခဏရှိလာတာလေဟဲ့မလာနဲ့ကွယ်မလာနဲ့ကြောက်သေးရဲ့ဟိုဗျာခင်ဗျာကြီးမင်းဟိုဗျာမလုံးနဲ့တော့မင်းငါနဲ့မကနဲ့နော်ဒီကဘုန်းကြီးကမစမ်းနဲ့ပြောနေတာခင်ဗျားတို့အဲ့ဒီနှစ်ယောက်မျက်စိနဲ့မြင်အောင်မှန်းကြည့်ဟာဗျာခင်ဗျာကြီးမင်းဟာရမလို့မကနဲ့တော့မကနဲ့မင်းဗျာမဗျာနဲ့သွားမကနဲ့ဒီမှာရင်တော့ကငါခိုင်းတာမှန်တယ်မြတ်အကုန်ရအခုလေမင်းအကူတပ်ပါဆိုတော့မင်းကမရဘဲကိုကွဒီမှာကြောက်သေးသွားငါနားမလားနဲ့ငါနားမလာနဲ့ဆိုတော့မောင်ကြောက်တဲ့အပြင်းမဲ့ထွက်ပြီးတယောက်သေးအတော်လေးစိတ်ဆင်းရဲသွားမိုင်းရင်စဉ်းစားကြောက်သေးအခုအသက်ခိုင်းနေပြီကလေးမင်းကလည်းမင်းလောကကြီးမိမတွေပေါ်သားနဲ့အကိုရမရဘူးမှမှားမိတဲ့ကောင်ဆိုတော့သူပြောတော့ဟုတ်တာပဲတရားကောင်းမလားတောင်းမယ်လို့ပေါ်လိုက်တဲ့တော့မကြီးကြတော့ထွက်လာတတ်ပါလေငါကြံခနိုင်ယူလာကိုမိမဖြက်ပြေးတောင်ပြက်တာဟေးကြောက်တဲ့မင်းတို့တယောက်ငါအကြံမအောင်ဘူးဆိုတော့မိမဖြက်ပြေးပြက်ဆိုတဲ့စကားဟာပြက်စီးသွားမှာပေါ့အစင်ဘိတ်တက်လိုက်ရအောင်ရေနဲ့ရဝါကူတာကောင်းတယ်ဆိုပြီးထွက်လာဟေးကြောက်တဲ့ခင်ဗျာမင်းမိုင်းလာကြီးလားကွမိုင်းဆိုဗျာခင်ဗျာကြီးကကျုပ်ပေါ့အရင်လိုမှမဟုတ်ဘူးမင်းကပြစ်တယ်မလို့လားငါကအရင်လိုမဟုတ်ဘူးဆိုတော့မင်းကတော့အရင်လိုဟုတ်ကဲ့လားကွမင်းကခိုင်းတာမှမရပဲကိုစဉ်းစားပါကြောက်သေးရဲ့တနေ့နဲ့တစ်ချိန်ချိန်ကိုဒုက္ခိတမင်းအကူကြီးမသိမရှိဘူးသိလာလိမ့်မယ်သိလာရင်ဒုက္ခပေးလာလိမ့်မယ်ကွဒါကြောင့်ငါပြောနေတာနော်မင်းအတွက်ပြောနေတာငါကြောက်ထူးတာမဟုတ်ဘူးဗျာဟုတ်ကဲ့ပတ်မယ်ကျုပ်ပတ်မယ်ဘယ်လိုတတ်ရမလို့ရေးသာရှိတတ်တော့မတဲ့အကိုရေးသာရှိညီလို့သူကအကိုဘာလို့တော့မှာကာမသတ္တိဟဲ့ညီငယ်နှမငယ်တွေမှတ်သွားကြကာမရဲ့သတ္တိဆိုတာလူသားရဲ့ကြီးကြောက်ကလားဟဲ့ခိုးရဲစီတိုက်ရဲစီလူရဲစီမှတ်ထားကြသေးချာကာမနဲ့ပတ်သက်ပြီးမြောက်ပေးတဲ့ခြင်းတွေလည်းလောကအတော်ပေါ်ဘူးလားပြိဿကြီးပေါ်တယ်နော်အင်းကဟိုခြင်းတပုတ်ခြေပုံကြီးကစံကျင်ဘူးတဲ့ဥအပြက်ကလေးထဲမှာဒါပြိဿကြီးမေးအောင်ခင်ဗျားတို့မှန်တဲ့တိုင်းပြောသားမှာခြေပုံကြီးပေါ်နဲ့တဲ့ဥအပြက်ထဲပဲနေရနေချင်းငါလည်းရှာမပေးနိုင်ဘူးကွာကြာနော်ရှင်ဘုံကြီးပေါ်နေတင်ကြတာဘောဘလူအတဲကိုပြက်လေးတဲ့နေနိုင်ပါမလို့ဒါပေမဲ့လို့ရှင်ဘုံကြီးပေါ်နေရပေမဲ့လို့ကိုချစ်တဲ့သူနဲ့မနေရရင်သေရတာကမြတ်တယ်လို့ဆိုကြသည်တဲကိုအပြက်ကလေးတဲ့နေရပေမဲ့လို့ကိုချစ်သူနဲ့မျက်နှချင်းဆိုင်ပြီးထိုင်ကြည့်နေရရင်အမလေးချင်မမစားရပဲနဲ့ပြိုင်သူငတ်သေးခြင်းသေးပါစေပျော်တယ်လို့ဆိုကြသည်မှန်လားဒီတာတတိထားပေါ့လေတတိထားပေါ့ကာမတတိဒီတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးသမယေဝတုတောက်ရစေတော့ဆိုတာဆိုဘူးလားဟဲ့သမယေဆိုတာတောက်တာပဲကောင်းမှာရေးထားတဲ့သချင်းကတော့သမယေဝတုရေးရစေတော့ရေးလို့တော်ပါမလားပြိတ္တာလူဆိုတာတောက်တာဟဲ့ရေးသားကြီးသမယေမတောက်ဘူးလားသာဖူးတယ်ဒိုလည်းတောက်တယ်အပုတ်နိုင်တယ်သမယေတောက်ကြခွေးရပြန်ငါစိတ်ဆိုးမလားမသိတောက်ချသမယေဆိုတာတောက်တာရှာနဲ့ကုန်းရဲ့သလားဇုံးနဲ့တောက်
ဒါကြောင့်ထမရေအတူရဲရစေတော့ဆိုတဲ့သချင်းလေးပြင်လိုက်ရင်ကောင်းထမရေကိုအတူတောက်ရစေတော့ဒီလိုဆိုရင်ကောင်းဘူးလားတောက်တာကောင်းပါလေရက်လို့ရတဲ့နောက်ကအရှိကြီးထွက်လာရင်ဒုက္ခမြောက်ဝေးတဲ့သချင်းတွေနဲ့ပတ်သက်ပြီးတော့ပြောပါတယ်စာရေးတဲ့လူတွေအပြစ်တင်တာမဟုတ်ပါဘူးပြိဿဒီတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးအမလေးကောင်းဝင်ကဖိုးရွှေလာကြီးလှမ်းမေးတဲ့သူချစ်သူများတွေ့ရင်တဲ့ပြုံးယုံလေးပြုံးပြလိုက်ပါမဟုတ်ပါဘူးလာကြီးကပြုံးယုံမကလို့ဖဲပြတော့အဲ့ဒီကောင်သူသိမလားလို့ကာမတတ္တိသင်္မိခင်ရပေါ့ကျွတ်တို့လည်းအဲ့ဒီထဲပါဝင်ဖို့ကာမတတ္တဝါကြီးဆိုတော့ဒီတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးသူချစ်သူပဲရှိတော့ဖားကလေးသွားမေးပြောလိုက်မယ်ဖားလေးကွက်နဲ့ဒီကောင်လေးဖားမေးလို့ပေါ့ငါပဇွန်လုံးသွားမေးတဲ့ကျင်ဟိုရင်းညှက်လွတ်လိုက်ချီမနော်ကာမတတ္တိဆိုတာဒီတိုင်းပဲပြိတ္တာအဲ့ဒီကာမတတ္တိပြင်းထန်လာတော့အခုမောင်ကျော်သေးကအကိုလုံးသူကိုတတ်တော့မရဲတတ်မယ်ဆိုပြီးဟောမေတ္တာဖြင့်ရောရဲရင်ယူသွားမြစ်စိတ်ကစောင့်မိအကိုငါပြန်လာရေချိုးကောင်းလျှော်လွှတ်လိုက်တယ်ရေချိုးကောင်းလျှော်လွှတ်လိုက်လို့မြစ်စိတ်ရောက်တဲ့အချိန်ခါမှာရဲတင်းနဲ့ကမိအကိုရဲ့လေပင်ကိုပိုင်းချလိုက်တော့ခိုင်ရဲတက်ကြီးအဲ့ဒီနေရာမှာတရားနာပရိသတ်ကြီးမောင်ကျော်သက်ထွက်သွားမြစ်စိတ်ကစောင့်ကတစ်ပင်ရင်းကနေပြီးတော့ရဲရင်ကြီးနဲ့စောင့်ပြန်လာပြီးကြောက်ခဲဖြည်းဖြည်းထောင်းလို့ကဲနဲ့အဲဒီလုံးမှာထွက်မကြိုတဲ့မိမဒီကနေ့သူ့လင်သားမောင်ကြောက်ခဲကိုထွက်ကြိုသည်ဒီကရင်လုံးကကြိုရလားမိမထူးနေတယ်ဟောကိုကြောက်ခဲမလီတော့ပြန်လာပြီကြီးသားမောင်ချွေးတဲ့တန်းနေမောလာလိုက်တာပဲထင်းစီလေးတုတ်ကူချမယ်ချွေးတဲ့တန်းနေတုတ်ပေးလို့မရထူးနေတာမသိဘူးတကားလေးမှတ်သွားကြယောက်ျားချင်းကိုချင်းစာလို့ဘုန်းကြီးဝင့်နေပြီမဲ့မှားခဲ့အောင်မဲ့မိမများကျွတ်တို့ထူးတဲ့နေထူးတယ်ဗျထူးရင်တတိထားကြည့်ခုထူးနေတာမသိရှာဘူးမသိတော့ကြည်သားမအောင်ငါမရအရင်တုန်းကငါထွက်ပြီးတော့ကြိုးပေါ်မရဒီကနေ့ငါ့ကိုထွက်ပြီးတော့ကြိုးတယ်အရင်တုန်းကလည်းပိုချစ်တယ်နဲ့တူတယ်မသိဘူးပိုချစ်ပြန်တယ်မှတ်ထားလို့ဒီချာထူးတဲ့နေရာကိုသိရအဲ့ဒါလို့ပိုချစ်တဲ့ထင်ပြီးတော့တရားနာပြိတ္တကြီးဝမ်းမြောက်ဝမ်းသာနဲ့ပေါ့ဒီမဲ့ခုတော့ခဲတော့ကြက်တဲ့ချင်းဟင်္ဂါသီလေးကျုပ်အသာများနဲ့မခန်းအောင်ချက်ထားတယ်ဒါပေမဲ့လို့လေချွေးတဲ့တန်နေနဲ့ရေချိုးကောင်းလျှော်ပြီးမှတန်နဲ့ရှင်းရှင်းနဲ့မျက်နှာချင်းဆိုင်ထိုင်းပြီးတော့မြဲစားကြတာပေါ့ကောင်းလျှော်စီကုန်လေအေးပထိုးပေးဆိုပြီးတော့ဟောပထိုးလေးပခုံးတင်ပြီးထွက်သွားအေးကကြီးထွက်သွားပါလားတရားနာပြိဿယူလိုက်တာမောက်ကြောက်ခဲသူ့ဘာမှမသိရှာဘူးယူဆိုတရားနာပြိဿရှားဘူးကြပါလိမ့်မရှိတော့ကအပြိုကြီးလည်းမရကြည့်မှာပေါ့ရှင်မရအပြိုကြီးလည်းဆိုရလည်းမရများဖြစ်မလားဗျာဟိုအပြိုကြီးလူပြိုကြီးဘဝမှာရလို့အပြိုကြီးလည်းမရရိုးပုံအပုံလေးပြောရအောင်ယောက်ျားကရောင်တုံးကြီးနဲ့မိန်းမကဘီးစပတ်ကြီးနဲ့40ကျော်မှရအဲ့ဒါသူများမြောက်ပေးလို့ရဒီရက်ထဲနဲ့မြောက်ပေးတဲ့လူတွေကရှိတတ်တယ်မင်းတို့တက်ကြည့်ပြီနော်တဲ့40ကျော်လာပြီတဲ့နေကောင်းတော့ကိစ္စမရှိဘူးတဲ့မချမ်းပါရဲ့အချိန်ခါမှာလင်ရမရရဲ့ဆိုမှကိုပြီးရင်ပြီးပြုစုမှာတဲ့ယူကြမြောက်ပေးရောမြောက်ပေးတော့ရလာပြီးအထိမှန်တခါမှကြည့်ဘူးတဲ့လင်မရမဟုတ်တနေ့ကနိုင်ကြတော့အိမ်ဝိုင်းတွေကမိမလုတ်တဲ့လူကမှန်ဝိုင်းလေးတစ်ချက်ကောက်ရမှန်နဲ့ကြည့်လိုက်တော့ဘီးစပါးနဲ့သူ့ရုပ်ပုံကြီးပေါ်တယ်ဟောကြည့်စားပေချင်းဆိုရိုးတယ်အောင်မိတ်ဒါ40ကျော်မှရလာပြီးတော့ဒီကောင်းမှတော့ဒါတော့လည်းငါဒါပေါ်
မှားပြီသူရုပ်ပုံသူကြည့်ပြီဆိုလေကြီးသားမှာပြီးတစ်ပတ်ကြီးနဲ့ချောချောခန်းခန်းကြီးတွေ့ကြသေးတာပေါ့ဖာလေးတဲ့ထည့်ထားပြီးတရားနာပြေးတာနေ့စဉ်နဲ့မြတ်ဒီဓာတ်ပုံထုတ်ကြည့်ပြီးတော့ငိုတာသူ့မရငဲ့ဓာတ်ပုံဆိုပြီးတော့နောက်လင်လို့တဲ့လူကတရားနာပြေးတာကြီးချောင်းကြည့်ဒါမိမဖာလေးတဲ့ဘာလေးမှမသိဘူးထုတ်ကြည့်ဒါလေးကြည့်ပြီးတော့ငိုတယ်ဧကန္တတော့ဧကန္တပဲဘာဧကန္တမှလည်းငါမသိတော့မရမရှိတဲ့အခိုက်သူကဖာလေးဖွင့်ဖာကလည်းမရရှိတော့ဖွင့်လို့မရဘူးကြည့်ချင်တာကိုဖာလေးဖွင့်ပြီးတော့မှောင်ဝိုင်းကလေးထုတ်ကြည့်လိုက်တယ်ရောင်တုံးကြီးနဲ့တွေ့ဘာအောင်ကိုလို့ဆိုတယ်ကြည့်တော့ငါမိမရိုးတဲ့အောင်မိလက်စတတ်တော့သူ့လည်းနဲ့ဓာတ်ပုံဖာရဲထည့်ထားသူ့လည်းနဲ့လုံးလုံးငိုနေတာကိုတွေ့ကြသေးတာပေါ့ကျင်းနေတော့ပြုံးနဲ့မိမဝင်လာဒါဘာလို့တာဟေးဘာလို့ရမလဲကွာမြစ်ကိစ္စမင်းမသိဘူးကျုပ်ကိစ္စဘာတော့လို့မသိဘူးကျမကြီးသားမိလည်းငဲ့တာပေါ့အောင်မေသူကတပြန်ကြီးပြောရအဲ့ဒါတောင်းမရင်ငဲ့တာပေါ့မိလည်းငဲ့တာပေါ့နှစ်ယောက်မိမကတေးဘူးလူကြလားလူရင်ယုံရင်ကုံရင်ဖွဲ့ရင်နဲ့ဓာတ်ပုံလေးကဘေးထွက်သွားတော့မိမလုပ်တဲ့လူကဓာတ်ပုံကောက်သူတို့ဓာတ်ပုံထင်းနေတာပေါ့လေမှန်ကိုပဲဓာတ်ပုံထင်းနေတယ်လင်မယားတော့ဒီတိုင်းမထားဘူးတော့ဆရာဘုန်းကြီးကရှောက်ဟေးအသွားနဲ့သွားမယ်သွားကြည့်တော့ဘောမိလင်ကဓာတ်ပုံအဲ့ဒီဘုန်းကြီးပြမေ့ရင်ရိုက်သွားငါနောက်ကလိုက်ခဲ့သွားမယ်ဆိုပြီးကြောင်းသွားလင်ကနောက်ကဘုန်းကြီးဗျာဟဲ့အားလုံးဒီလင်မယားမျက်စိမျက်နှာမကောင်းနဲ့ရပြက်လာကြပြီချင်းစီးတော့သူတတ်လာတယ်ဗျာဘာလို့တတ်တာတော့ရှင်မရတပြီမကောင်းဘူးဗျာတူလေးလာပြီးတောင်ပြောင်းတော့ပြောနေဟုတ်တယ်ခင်ဗျရှင်မရတကြီးမရငယ်ထားတယ်ခင်ဗျ40ကျော်မှဒါမဟုတ်လားမဟုတ်ဘူးဗျာဘာကွာဟုတ်တယ်ခင်ဗျဒီတော့တဲရှုံးနေပါလားမဟုတ်ဘူးဟုတ်တယ်ဒီတော့မရငယ်ဓာတ်ပုံမဟုတ်ဘူးဗျာသူ့လင်ငယ်ဓာတ်ပုံဟုတ်တယ်ဗျာမင်းတို့ကတဲရှုပ်ကိုကတယောက်ကမရငဲ့ဓာတ်ပုံတယောက်ကလင်ငဲ့ဓာတ်ပုံဟဲ့ပေးတော့ဆိုပြီးဘုန်းကြီးကယူကြည့်တယ်ကရုံးကြီးနဲ့တွေ့မိုက်ပါဟာနင်တို့တော့အားတယ်လင်မယားလောကရှိမထင်ပါဘူးအားတယ်လင်မယားမရငဲ့ဓာတ်ပုံလင်ငဲ့ဓာတ်ပုံမှမဟုတ်ဘူးဒါပြန်တော်မူသွားတယ်ငါဆရာဘုန်းကြီးပုံဟာမာရာအမလေးဘုန်းကြီးကမှန်ဝိုင်းလေးချပြီးဖင်ထောင်းရှစ်ခိုးတာဆိုပဲပြိဿရှိတော့ကတော့လူရိုးတွေလည်းရှိတယ်ဘုန်းကြီးရိုးတွေလည်းရှိဒါပတိခုခေတ်လည်းဘုန်းကြီးအသက်ရွယ်ကြီးတဲ့ဘုန်းကြီးတွေရိုးရရှာပါတယ်ဒါကြောင့်လူကြီးတွေလည်းတရားဝဲရောက်လာတော့မှားလဲအောင်ဖေကြီးမေကြီးတို့ခင်ဗျားတို့ကအသက်ကြီးပြီသူတို့ခေတ်စကားတွေဘာမှနားမလဲဘူးရမ်းမသုံးရတဲ့အသုံးမှားနေအောင်ရှိသေးတော့ရိုးတဲ့နေရာကထွက်သွားတယ်ကျုပ်လည်းဇက်ထုံမျက်ခြေပြက်လိမ့်မယ်ရဲတဲ့နဲ့သွားဒီကလည်းတရားနာပြေတာပစိုးလေးပခုံးတင်ပြီးတော့မရလေးရဲ့မျက်နှာမျက်စိတွေကမထွက်တဲ့ရောက်ပေါ့လေသူစိတ်ထဲထင်းနေမရလေးပြောတယ်သံသာတွေကမထွက်တဲ့ရောက်တကယ်မထွက်တာမဟုတ်ဘူးတော့ရောစိတ်ထဲကကျွဲလန်းပြီးတော့မြစ်ခဲရောက်တော့သမင်လေးဖာရချပြီးတော့ခေါင်းလျှော်လိုက်တော့အမလေးမရလေးမျက်နှာကရေသားမှလေရေထဲမှာတုံပြုံနဲ့တုံရောပေါ်ပြေးကသမင်လေးချလိုက်တော့ရေလေးကလှုပ်တဲ့အထဲမှာသူ့မရမျက်နှာအရိပ်ကလေးသူ့မျက်စိထဲမှာနင်းနေတဲ့ရောက်တကယ်ကြီးကမဟုတ်ဘူးလေတရားမှတ်ထားဦးစိတ်ကထင်တာဝိပဿနာတွေပေါ့သောကဟောခဲ့တဲ့အတိုင်းပေါ့တချို့ကတရားလုံးပြောကြတယ်မလီဒုက္ခနာကိုလေငါမျက်စိတွေကမထွက်ဘူးတဲ့လူတစ်ကောင်လုံးမျက်စိတွေကမထွက်ဒီမျက်စိဟောက်တော့ထွက်သေးမှာပေါ့ထင်တာ
有没有里面那玻璃的要天比较几年个？好，这样那比赛你手头个一人你的脑干拉的来分新差了个啊，家伙啊，家伙比，这样我这差不呢，再当不要出样忙的。我今说的都年的都，我今年的也忙我呀的，老板嘛继续留着么？好的，今年我不忙来，没得路我到嘛没啦，咋来我来呢？都我也，哎，多哟，那边别家了。今年不对啥子么把你问起来什么别咋出去？不对啥子么把你问起来什么？不把人家，不是俺来不就咋吃的来了说了，真呐。အဲ့ဒီတဏှာကိုဘယ်သူကကူးပေးလိုက်တာတော့ဆိုတော့ခင်ဗျားတို့စောစောကဟောခဲ့တဲ့ဝေဒနာမယားလေးမျက်နှာပြုံးပြုံးရွှေ့ရွှေ့နဲ့ပြောလိုက်တာကိုမြင်နေတော့သူ့စိတ်ချမ်းသာတယ်ထင်းတော့ဒုက္ခဝေဒနာမယားလေးတို့တိတွတ်တာဗလီဗလာနဲ့သူ့တတ်ဖို့ပြောပေမဲ့လို့တတ်ဖို့မထင်မဲနဲ့မသိရှာတော့ငါချစ်ရှာတယ်မယားဗလီဗလာပြောတာပါပဲလို့သူနားတွေကမထွက်တရားထင်းပြီးတော့လာခဲ့တော့မယားအတန်လေးကြားလို့စိတ်ချမ်းသာတော့ဒုက္ခဝေဒနာဝမ်းရောက်တော့သောမနတဝေဒနာပေါ့အဲ့ဒီဝေဒနာကဘယ်သူဆက်တယ်လဲဝေဒနာပစ္စယတဏှာဒီကကြီးဘယ်သူဆက်တဏှာဆိုတာပါပါလိတရားကိုကောက်တော့လောဘတိလောဘလူကျင်တာလောဘတဏှာဆိုလို့မိမတစ်ယောက်ကယောက်ျားတစ်ယောက်ကိုလိုချင်တယ်ယောက်ျားတစ်ယောက်ကမိမတစ်ယောက်ကိုလိုချင်တယ်အဲ့ဒါတော့တင်တဏှာမမှန်နဲ့ဒါချင်းနဲ့သွားချင်းနဲ့ကြည့်ချင်းနဲ့မြင်ချင်းနဲ့ပြောချင်းနဲ့ပါချင်းနဲ့အကုန်လုံးအဲ့ဒါတဏှာပဲအဲ့ဒီတရားတော်ဖြစ်တာကြီးတဏှာကိုဆက်ပေးလိုက်တော့ဒီတဏှာကတဖြည်းဖြည်းရှင်းသန်းလာတော့တဏှာပစ္စယဥပါဒနာဥပါဒဆိုတာဘာလို့လဲလောဘတဏှာဆိုတာလည်းလောဘနှစ်ခုဖြစ်နေလို့မျက်စိမလည်နဲ့တဏှာလို့ဆိုတဲ့လောဘကအနုဥပါဒလို့ဆိုတဲ့လောဘကရှင်းသွားပြီအမှန်နဲ့လောဘကိုအနုရင်ခွဲထားဥပါဒဆိုတာပြင်းထန်သွားပြီအဲ့ဒီဥပါဒကဘယ်လိုဆက်ကလေးလို့ဆိုတော့ဥပါဒနာပစ္စယဘဝဆက်ဒီဥပါဒကဘယ်ဆက်တော့ဘဝဆက်ပုံလေးနားထောင်ကြည့်မိမဆွဲလန်းတဲ့စိတ်နဲ့ပြေတော့ဟိုဘက်ဘာသွားဖြစ်တယ်လဲလို့ဆိုတော့တတ်သမိန်ခေအဲ့ဒီသူမိမနဲ့သူညီရဲ့အိတ်မဟာဓမ္မနီဟုတ်တော်နေပါသည်ထမွေလေးသွားဖြစ်ဒီကကြီးဘာသွားဖြစ်တော့ထမွေလေးသွားဖြစ်တယ်ထမွေလေးသွားဖြစ်တော့လေတရားနာပြေကကျွတ်တော့မွေလေးပါမွေလေးတော့စားတဲ့မွေအချီးမှပါသလားဖေမမေးနဲ့မပါဘူးကျုပ်ခါကျုပ်အချီးတက်ပေးတယ်ဟိုဟာဆွဲလန်းဖြစ်မှတော့ဒါပဲဖြစ်မယ်မွေမဖြစ်နိုင်ဘူးကျန်းကန်ကမရေးပဲဒီအတက်ပဲအဲ့ဒါလွဲချော်မနေနဲ့တော့မွေကြီးဖြစ်တော့ဒီမိမဆွဲလန်းမပြေတော့အိမ်ခေါင်လျောက်တက်မိမအိမ်အောင်ရောက်လာရင်ပက်လက်လှမ်းပြီးဖက်ကနေခွာချမိမခေါင်းပေါ်ကြလက်ကလေးနဲ့ကန်ကြည့်အေးမလေးမွေဘာပြောကောင်းမလဲတရားနာပြီးတားခါထုတ်ထင်အောင်သွားကဟဲဆောက်ထုတ်လုံးနဲ့ဒီမဲ့ထွက်သွားအဝေးမသွားဘူးအိမ်မော်ပြန်တယ်ဒီမိမအိမ်အောင်ရောက်လာဖက်ကနေခွာချဟဲကြည့်စားတိုက်တာမဟုတ်ဘဲနဲ့ဒီမွေငါအိမ်အောင်ရောက်ရင်သူအပေါ်ကဘယ်ကရောက်လာတယ်မသိဘူးငါပေါ်ခွာချအေးတန်တော့ကိုကြောက်ခဲငါဆွေးလမ်းပြီးတော့ပြေးသွားရှာတာကျင်းငါဒီစိတ်ကလေးနဲ့ပြန်လာမှစားရအောင်ငါမျက်နှာလေးမျက်စိတွေကထွက်မှာမဟုတ်ဘူးငါအပန်းလည်းနားတွေကထွက်မှာမဟုတ်ဘူးငါဆွေးလမ်းပြီးတော့တေးရဆွေးလမ်းနဲ့နေရဖြစ်တတ်တဲ့ကိုကြောက်ခဲကလည်းငါကိုဆွေးလမ်းပြီးတော့ပြေးသွားတာဒါတော့ဒီငွေငါခေါင်းမောင်ခဏခွာချရဲ့ဖြင့်ကိုကြောက်ခဲ
我找开，大肚子去了，大大呗，大大呗，大到没有我的咖啡哟，别那咖西不容易的，如果我的咖没有我的咖，那咖啡。ဒါပေမဲ့လို့ဆွဲလမ်းမပြေတော့မောင်ကျောက်ခဲကလည်းအဲ့ဒီအိမ်မှာခွေးကလေးသွားဖြစ်ဆိုတယ်နော်ဥပါဒခွေးဒီလေးဒီကဘာလေးတော့ဟိုဟာဆွဲလမ်းဖြစ်မှာတော့ဟာပဲဖြစ်ခွေးဒီလေးကဒီမိမနောက်တစ်ခေါက်ကောက်လိုက်အဲ့ရထဲကစကြသူ့နဲ့ခါလို့တဲ့ကောခွေးမုတ်ဆိုးမလေးတဲ့သူခေါ်ကြကတကဆမကမိတတိဝေတော့သွားပြီးတော့ယုံလိုက်မှာပါလိမ့်မလဲလို့ဥပ္ပန်ထင်းဒီအယကဝိုင်းပြီးတော့ကြည့်ကြပြန်ပြီခွေးမုတ်ဆုံးပါလေဟဲ့ဝိုင်းကြည့်တော့သူစဉ်းစားဟုတ်တယ်ခွေးလည်းခွေးပဲဆက်တယ်ခွေးပဲဒီခွေးတော့ငါ့နောက်လိုက်နေတယ်ပြီးတော့ခွေးမဆိုကိစ္စမရှိခွေးဒီပြောစရာရှိတာဒီကောင်ဟိုကောင်ဖြစ်လာဟောတတ်တာပဲလို့ဒီကဘယ်နှဘဝရှိခွေးဘဝသေးပြန်တော့လေအစွဲလန်းကမပြေလို့အဲ့ဒီအိမ်မှာနွားကလေးသွားဖြစ်နွားဒီလေးနောက်ကတစ်ခေါက်လိုက်ဒီတော့နောက်ကတစ်ခေါက်လိုက်တော့အရက်ကနွားကြောင်သမားလေးဘယ်စရက်သွားကြောင်းမှာပါလေဝိုင်းစကြလောင်ကြပြောင်ကြဟုတ်တယ်ဒီနွားကငါနောက်ထိလိုက်နေတာပဲပြောစရာကြီးနွားပြီးဆိုတော့အခဲတာဒီကောင်ဟိုကောင်ဖြစ်တာတတ်တာပဲပြုဘယ်နဲ့သက်ရှိတို့ဒီကမှာမကြီးနဲ့မလင်ကိုတလေးဇတ်တိုင်အောင်ပဲဘယ်နဲ့ဇတ်တော့ဘယ်နှဘဝတော့အဲ့ဒီလိုလေးဘဝတိုင်တိုင်တတ်ပြီးလာခဲ့တယ်အစွဲလန်းကမပြေတော့ဟောဒီတစ်ခါတော့သူ့မိန်းမဝမ်းထဲမှာသူ့ညီနဲ့ခတဲ့တန်ဒီပါဗျာစွဲလန်းမသေးကြနဲ့နော်ဖိုးကြီးဖွားကြီးတွေနည်းနည်းမှာခဲ့ရအောင်ဒီကနေ့ကိုလန်းကိုကြည့်လေကန်လုံးမနေနဲ့တချို့ကမသေးနိုင်ဘူးမလေးတာမရှိရင်ငါသားလေးလူနဲ့နေခဲ့ပါလို့လေကန်နဲ့သာသမီလေးခက်တယ်ကျွတ်လန်းကြီးတချို့မသားကလူစုံအောင်စောင့်အသက်ကပြင်းလာတဲ့9ရက်တောင်စားမစားဘူးတဲ့ခုရက်ဒီမထွက်ဘူးဒီထဲမှာသားဝေဘာနဲ့လူကရှိသေးဘယ်သေးအောင်မတုံးနဲ့ရန်ကုန်ကသူ့သားကြီးမှပြန်ရောက်သေးပဲကိုလူစုံအောင်စောင့်နေတချို့မသားဒါကြောင့်ကိုလန်းကိုကြည့်ကြကြဆွဲလန်းဆိုရင်ခင်ဗျားတို့ဖြစ်စရာတွေပေါ်တဲ့အိမ်မြောင်တို့တောက်တဲ့သူပရွက်စိတ်တို့ပို့ဟာတို့ချဘုံတို့အိမ်မှာဆွဲလန်းပေမှာစိုးလို့ကိုကုသိုလ်ကောင်းမှုပြုထားတာလေးတွေအာယုံပြုသေးကြကုသိုလ်ကောင်းမှုလေးတွေတရားနာတဲ့ဆွမ်းကတ်တဲ့လူတဲ့တန်းတဲ့ဒီကုသိုလ်တွေအာယုံပြုသေးရင်နတ်ပြည်လောက်ကတော့တန်းနေတာပြောဒုက္ခတိမလားဘူးတဲ့ကြည့်ကိုမှသူမိမဝါနဲ့တန်နေခါကိုလာလို့ဆယ်လခွာကြပါဆိုခတ်တုတ်တုတ်ပေါ့တရားတဲ့ပဲကိုလာဆယ်လစောင့်နေသူတရားနောက်နှစ်တောင်ပြီးကြမှာပြီးသားယောက်ျားလေးဒီကဘာလေးသားယောက်ျားလေးမွေးဖွားတယ်ကနဦးစတော့မျောသွားရှာတော့မေ့ပြီနောက်တတိလေးရတော့ကောက်ကြည့်လိုက်တတိလေးရတော့ကောက်ကြည့်လိုက်ဟဲယောက်ျားလေးအိုးဆန်းကြလိုက်ပါပြီကြောက်တယ်ဖျားနဲ့ပြီးတော့ဘာမှဖြစ်တော့ပါလိမ့်ကြောက်တယ်ခင်ဗျာယောက်ျားလေးကွယ်ဟန်ကြလိုက်ကြဗျာဟန်ကြဆိုကွယ်ငါလည်းဘယ်လိုမှမအောင်မင်းနဲ့နော်မင်းကိုတည်သွားတာလည်းကြာပါပြီအိုးမင်းအကိုကိုတတိယလွမ်းဆွတ်တဲ့အနေနဲ့ယောက်ျားလေးလည်းဖြစ်နေလို့မင်းအကိုနာမည်နဲ့ကြောက်ခဲလေးလို့မဲ့မကောင်းဘူးလားဗျာကောင်းတယ်ကျုပ်လည်းလေခင်ဗျာချစ်လို့လားအကိုကိုတတ်မိလားကျုပ်သုံးလေးလားအိမ်မပြောပါဘူးဗျာအခုတည်းကကျုပ်အကိုလွမ်းလို့မျက်ရည်ကျမိသေးတယ်
ဒါနဲ့တို့ကြောက်ခဲလေးမရအောင်လေဟုတ်ကဲ့ကောင်းပြီကြောက်ခဲလေးမောင်ကြောက်ခဲလေးလေဟောကြောက်ခဲလေးဖြစ်သွားဘိုးတော်ကကြောက်ခဲကြီးကူကြောက်ခဲလေးဘိုးတော်ကကြီးပြီးဒီဖြည်းဖြည်းနဲ့ကားနေရထားကြိတ်နဲ့ဖြည်းဖြည်းသေးသွားတာပေါ့ဗျာအဲ့ဒါကူကြောက်ခဲလေးဖြစ်သွားပါလားကြောက်ခဲလေးဒါမှမဟုတ်ကလေးကဇာတိတရညာရလာတော့အမေအကိုင်တွေမခံတော့ဘူးအမေမျက်နှာမြင်တက်ကလောင်ကိုတော့ပြီနို့ချိုတကျွေးလို့မရဇာတိတရညာတော့ဇာတိကဖြစ်ခဲ့တယ်တရကပြန်အောင်မေ့မိမိဖြစ်ခဲ့တဲ့ဘဝပြန်အောင်မေ့နိုင်တယ်ဆိုတာအဲ့ဒါကျွတ်ဇာတိတရညာခေါ်တယ်လူဝင်သားတွေမှာရတယ်ဘယ်လိုမှဘသူသမီးလေးဝင်စားတာဘသူသားလေးဝင်စားတာအကုန်ပြန်ပြောနိုင်တဲ့ဆိုတာကြားဘူးလားကိစ္စအဲ့ဒါဘာညာလို့အော်နောက်ဘဝကသူ့ကိုလေးဘဝတိုင်းတိုင်းတတ်ခဲ့တာတွေကိုသိလာပြီကလေးကအမေမြင်ကလောင်ကိုမေကိုင်တွေမခံအဲ့ဒါလို့ဖြစ်ပြီးတော့လာခဲ့ရပါတဖြည်းကလေးကြီးရင်လာပြီကြီးရင်ဆိုခတ်တုတ်တုတ်ပြောလိုက်ကြပါစို့19နှစ်ရွယ်လောက်ရောက်လင်မြကြီးတာပေါ့ဗျာနော်တရားတယ်ပဲ19နှစ်ဒီကဘယ်နှစ်တော့အမေတခုံးမခေါ်ဘူးအမေနဲ့ညနေချင်းဆိုင်မထိုင်ခဲ့ဘူးဒီကနေ့တော့သားလို့သူမောင်ကြောက်ခဲအိမ်ထဲဝင်သွားအမေနောက်ကလိုက်ကြောက်ခဲလို့ခေါ်လိုက်နောက်လှည့်ကြည့်ဘာလို့လူလေးအမေကိုဘယ်လိုထူးလိုက်ကြတော့ဘာရဲ့အမေကခေါ်တာချီချင်းငန်းငန်းထူးသွားကြရဲ့ဘာအမေတို့ဟင်အမေမဟုတ်ဘူးနေငါမရလူလေးသားရဲ့ဘယ်လိုပြောလိုက်ကြတော့သားရဲ့လူချလို့မကောင်းပါဘူးအမေကိုမရလို့ဆိုရကြလားသားရဲ့အရာဆဲကလူကြီးကြားလို့မကောင်းပါဘူးမကောင်းပါဘူးမရသားရဲ့ရစ်စလာကြီးလားသားရဲ့ငါသားအမေကိုမွေးချလူတွေဆက်တော်တာလားလူကြီးသားကြီးအမေလို့ကိုချီတခုမခေါ်ယူမကအခုတော့ငါမရတဲ့လူကလေးတာခေါ်လေဘာကားဟင်မင်းမကောင်းမှမင်းမယုတ်ကြည်လူသားကောင်းပါကြီးမင်းငါကိုလူဝတ်တဲ့တက်ခဲ့တဲ့လူသားကောင်းပါကြီးလူမဟုတ်ဘူးခေါ်လေခွေးမတေမီလို့မင်းမယုတ်လက်ပြီးနဲ့ထိုးမလို့ကြိတ်မလို့လှုပ်ပြီးတော့ရှင်ဘတ်လက်ဝဲလက်နဲ့လှမ်းတွန်းလိုက်တာအမိပဲလက်လောင်လေလူကလေးကျစ်စလိုက်တာပါရဲ့အမေလို့တခုခေါ်လို့မကအခုအမေကငါသားရင်ပြေအောင်တတ်တော့မလို့လားဖယားနေတဲ့ကောင်းကိုပြတဲ့မိခင်ရဲ့ကျေးဇူးလေးမင်းဆက်တော့တာလားပါရဲ့အနာမမေတ္တာရှင်မောင်ရဲ့သားရဲ့လူကလေးရဲ့ကြောက်ခဲရဲ့ပေါ့ဗျာငိုရှာတော့ပေါ့သမီးကချစ်တော်ဝေလုံးမိရဲ့အရေးဟင်းကိုလားအမေငိုနေတာကြုတ်ကြည့်မနေနဲ့အနာမမေတ္တာရှင်မောင်သားရဲ့သမီးကချစ်တော်ဝေလုံးမိရဲ့အရေးဟင်းကိုလားဒါရီတမီးကမတရားဆိုရှာတယ်ဘာဝရတနောဟာဘာဝရတနောဘိုးနေတာမိမကြီးသူကယောက်ျားကဖြစ်ဟုတ်တယ်မိမကဆိုတာအတွန့်နဲ့အတက်နဲ့ရှားရှိတယ်လည်းမအောင်ဘူးနဲ့နည်းနည်းရှည်ပြလိုက်ရအောင်ဒါရီတမီးကမတရားဆိုရှာတယ်ဘာဝရတနောဟာမိမကဒီလိုလာရ
ဘာလို့လဲတမန်အမွေရီလိုလားမဟုတ်အမရပါဘူးကွာအဲ့ဒီလိုငိုတာပဲမှတ်ပါမဆိုးကြမှာလေတာရဲ့ကြောက်ခဲရဲ့တမျိုးအချင်းမလာမေကိုစောတာရဲ့တကယ်မကြမ်းငယ်ရွာလို့တွားရလိမ့်မယ်ကွယ်အမမင်းတခါဝရစေလားအမေကိုတနာမိပြေရင်မမောရှင်ရမလာဆိုပြီးငိုလိုက်ပုံတော့ဗျာဒီကအမေလို့သူငိုကလားငိုယုံမကကိုမျက်စိကလေးမိတ်ပြီးတတိလစ်သွားစားလောက်တော့အမေလဲသွားပြီတတိလေးပြန်လဲလာဒီကကြီးအတိတ်ကအရေးတွေကပျောက်သွားပြန်ငါအမေကိုပြင်မမိပြီအမေတမရှိသေးရဲ့လားမာရီကြောက်ခဲမစပါဝလာရဲ့လို့တအားပြီးတော့သူ့အမေလည်းပဲအောက်လက်ကလေးဆိုမျက်နှာလေးပေါင်မော်တင်လို့မမေမပွေးတဲ့ဆိုဒီတိုင်းနေမှာမဟုတ်ပွေးတဲ့ဆိုရင်အားရပြီကိုလေမေခွလို့လိုက်ပါမယ်ဒီမှာလီသမ အမေကကြည်ရင်လေကျူလုံးမိတဲ့ဝစီကတွေမေသားလို့ခွလို့ပါလောပါလေလို့နေရောသူမဖြင့်အားရပါလားသူလားမေဘာရပြီကိုလေမေခွလို့လိုက်ပါမယ်ဒီမှာလူသမ အမေကကြည်ရင်လေကျူလုံးမိတဲ့ဝစီကတွေမေသားလို့ခွလို့ပါလောမလေးအခုမှစီးကြိုက်ဝါကြိုက်ဖြစ်တာပရိသတ်ကြီးသားလို့သူသတိပြန်ရပါလားသတိပြန်ရတော့လေအမေမျက်စီလေးပွင့်လာဟောလူကလေးအဲ့ဒါစကုလီရစီအမေတခုမှမခေါ်ရတဲ့ခုလေအမေလို့ခေါ်လိုက်တာအမေအားရလေချင်းလူကလေးဆိုပြီးတော့သားမိနှစ်ယောက်လဲပင်းဖက်ပြီးတော့ဟိုကြဝင်လာပြီအမေကြီးဟိုဘဝလုံးကအမေပေါ့ဒီဘဝအမေကြီးပေါ့ဝင်လာဟဲ့နင်တို့သားမိပဲလို့ဖြစ်ကြတာတို့အဖွားကြီးကိုဗျာဆိုပြီးတော့အမေရှင်ဝင်တွေကပြေးထွက်ဒါအမေမဟုတ်ပါဘူးဗျာဘဝဟောင်းကအမေကိုမြင်လိုက်တော့အတိတ်ကအရေးတွေပေါ်လာပြန်ပြီတရားနာပြီကွာဒါအမေမဟုတ်ဘူးသူကလေကျုံမရဒီလိုပြောလိုက်တော့ဘာကြီးပြူးသွားမျက်လုံးကောင်းကလေးအမေကိုမရလေပါလေနဲ့နင်းမျိုးလေးမယ်ဘွာကြီးကဟုတ်တယ်မရသူကကျုပ်မရကောင်းကလေးတော့တန်းကိငါပါချလိုက်တာအဘွာကြီးတော့ဘွာအမေကျုပ်မှတ်မိတော့ဘူးလားမေရဲ့ဟာလေကျုပ်လည်းရင်းကိုကြည့်ပါအောင်သူကအခုတ်ခိုင်းလို့အမေသားအငယ်ကခုတ်ခဲ့တဲ့ရေရ
အမေကြောက်ကြည့်ပါဦးမေသားကြီးကြောက်ခဲမှတ်ပြီးတော့ဦးလားမေရဲ့ခမရကမှကြောက်အမေကြောက်ကမှအမေသားသူကကြောက်ကိုလေလူဘဝတစ်ခါရဲရဲနဲ့အသိခိုင်းကြောက်ကသူ့ကိုဆွဲလို့မွေးဖြစ်ပြန်တော့လဲတခွေးဖြစ်တော့လဲတနွားဖြစ်တော့လဲတလေးဝတ်တဲ့ပတ်ခဲလူသားကောင်းမကြီးသူကကြောက်အမေမဟုတ်ဘူးခမရကကြောက်အမေပါအမေရဲ့လို့လည်းပြောလိုက်ပါလေရောအဖွားကြီးဟေးလူကလည်းကြောက်ကအမလည်းမပြောလို့ရမယ်အဖွားကြီးလုံးခံဖို့ကွာအဖွားကြီးငိုချင်းတဘိုးတော့သာဆိုလိုက်ရင်ငါပါတော့ရွဲ့မှာပြီးကြတယ်အဲငိုချင်းကလည်းရေးမထားလို့ရေးထားရင်အဖွားကြီးငိုချင်းမပြီးမချပဲနေမယ်ဘုန်းကြီးမဟုတ်ငိုတယ်လို့မှပေါ့ဘုန်းကြီးဖွားကြီးကြောင့်ပြောတာပါညောင်းလုံးဟုတ်တယ်ဘုန်းကြီးတွေကတခါတခါတကြိုးလေပိတ်ညောင်းလာဥပုသ်တောင်းနေတာအဖွားကြီး9ရက်မှ10ရက်မှမပြီးလို့ဘုန်းကြီးကမေးတယ်အေးအဖွားကြီးဘာတော့ဒီကလေးချီရလားဘယ်ချင်တော့နေငါချစ်လို့ယူထားအသက်ကြီးမှာပါအကုန်လုံးကိုယ်ရောကာယဖြစ်ကုန်အမှန်တော့ဥပုသ်ဆောင်ရင်လို့ရှိရလားမေးရှာတာတချို့ကလေပိတ်ပြီးဖြစ်ရလားဖြစ်တော့ခွာရှိတော့ပွားတာပေါ့ဒါရှိပါစီတော့ကျုပ်ကဘေးဖောက်ထွက်သွားဒီတော့မှတာရဲ့တာဝင်းမလို့အမေကဘုဘဝတုန်းက9လလွန်10လဖွာခဲ့တယ်အမေဒီဘဝလည်းမင်း9လလွန်10လဖွာခဲ့တာပဲအမေကြီးပါပဲတာရဲ့ဘုရားနဲ့တခိုင်းနဲ့ပြအမေကိုငါသားကြည့်လို့မပြောနဲ့နော်တာရဲ့တတိယပါတော့တာရဲ့ဟုတ်ကဲ့မေမေကျုပ်ပြီးပါပြီမေရဲ့ခုတော့အမေကျုပ်အပြစ်ကြီးပါပဲမေရဲ့အမေအပြစ်မရှိဘူးတကယ်တမ်းရှာလိုက်တော့ကျုပ်အပြစ်ကလည်းစင်စစ်အာမရောအဝိဇ္ဇာတဏှာဝကိနာတွေ့မူလာနီကျုပ်လေဒီမိမကိုဒီလိုဆွဲလိုက်ရင်ဒီလိုအသက်ခံရလိမ့်မယ်ဆိုတာမသိအောင်အဝိဇ္ဇာကြီးကဖုံးဥပ္ပထာလို့အမေတဏှာဆိုတဲ့တွေ့ရမှုချေတယ်များကျုပ်ခရတာပဲမေရဲ့ဟုတ်တယ်ကွာအဝိဇ္ဇာဥပ္ပထာဆိုတော့တဏှာတွေ့ရမှုပေါ့နိုင်ငံရေးမဟုတ်ပါဘူးတော့ကျက်တယ်သူကလည်းသူခေတ်စကားနဲ့သူကနားလဲအောင်ပြောရနိုင်ငံရေးဆိုသတင်းစာတောင်မကြည့်ပါဘူးဒါဘုန်းကြီးတောင်တော့သိကြပြီးသားပါနားလဲတဲ့စကားလုံးလေးနဲ့အမေကျုပ်ကိုသူတို့နှိမ့်တယ်လို့ကျုပ်ဒီလိုဒုက္ခဖြစ်တာမေရဲ့အခုတော့ကျုပ်ပြီးပြီရဲ့လို့အော်ခုတော့ဖြင့်ပြီးပါပြီလေပါပြီလေအမေအပြစ်လည်းမရှိပဲတာရဲ့အပြစ်လည်းမရှိပဲနှစ်အောင်နှစ်တဲ့သမှုရိယတဏှာကိုလေတာကြောက်ခဲတော့မကျေနိုင်ပဲတကယ်ချင်းမောင်းလို့ရုံကမှာတော့လေဒီမလုံးနဲ့ဟဲ့မလေးရုံကမှာတော့လေးဆိုတာသူများခိုင်းတာကိုယ်တိုင်ကြတော့မလေးမင်းသွားတော့လေးသူများခိုင်းကိုယ်တိုင်ကြတော့ငါသွားတော့မယ်လေးဒါတော့သူကိုယ်တိုင်ရုံမှာဆိုတော့မလေးဟဲ့တာကြောက်ခဲတော့မကျေနိုင်ပဲတကယ်ချင်းမောင်းလို့ရုံကမှာတော့တို့ဒီတစ်ခေါက်ဒီလုံးတိုက်ပြီးရင်နောက်တစ်ခေါက်ကမာရုံရောက်ရင်ယုံဆောင်မှဖြစ်ဟေးဒီရောက်တကြမ်းတယ်ဆိုနေဦးရပါကဲကြီးတော့တရားနာပြေးကရေးဒါပြင်ငါသားပဲလို့သဘောရမမေကျွန်တော်သာသနာတော်ဝင်ထိုင်ရဟန်းပြပါတော့မယ်ခင်ဗျာဒါဖြင့်အမေလည်းဘိက္ခုနီမဝင့်မယ်သားမိနှစ်ယောက်ရဟန်းပြုလိုက်ကြ
နောက်ကမ္မထံတရားတွေကြိုးစားပြီးတော့သမုဒယတဏှာရဲ့အပြစ်ကိုမြင်၍ချစ်ခင်တဲ့စိတ်တွေဖြတ်လိုက်တာဟောတရားနာပိသသားလုံးသူကလည်းယဟန္တာဖြစ်အမေလုံးသူကလည်းယဟန္တာမိမကြီးဖြစ်အမေဆိုလို့အမေလေးမမှတ်နဲ့အမေကြီးလေးဘဝတိုင်နဲ့တတ်တဲ့မိမယဟန္တာဖြစ်တာမဟုတ်ဘူးအမေလေးကအမေကြီးလားပိသဦးကြောက်ခဲယဟန္တာဖြစ်ပါလားဒီမှာဒီဦးကြောက်ခဲယဟန္တာဖြစ်တော့နောက်ဇာတိအတိတ်တဖန်ပြန်ရပါဦးမလားမရရင်သူ့ဘဝကဆုံးမသွားဘူးလားခင်ဗျားတို့ကလူမိုက်တယောက်ပေတော့လူမိုက်ကြီးတယောက်တော့ဘဝဆုံးရှာပြီတဲ့ဆုံးနေဦးပြဟိုဘက်ဘာတွေဖြစ်ဦးမှမသိဒီကြောက်ခဲကမှယဟန္တာဖြစ်တော့ဒီဘဝနောက်ပိတ်ဆုံးဇာတိပြတ်သွားတဲ့ဖြင့်ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီဆိုတာနိဗ္ဗာန်ရမှာဘဝကတကယ်ဆုံးတယ်သဘောပေါက်ရဲ့လားပြိဿကြောက်ခဲလေးဘဝဆုံးရှာပြီဆိုတာသဘောပေါက်ပါလားအခုဦးကြောက်ခဲယဟန္တာဖြစ်ပါလားဦးကြောက်ခဲလို့ပဲမှတ်ပါတော့ဘွဲဒီပါဒီပေးနေပါနဲ့တော့နော်ဘွဲပေးနာမည်ပေးရလဲတဲလွယ်တာမဟုတ်ဘူးတချို့ဖေနဲ့မေနှစ်ယောက်သလုံးနာမည်ပါအောင်ပေးဖေကမောင်လှအမေကမချောသားလေးကြတော့မောင်လှချောဆင်းကူပြေးလို့ဖေမေကနာမည်ကောင်းမှဖေကကိုခွေးမေကမခွေးဆိုရင်လဲခွေးမဲ့ကိုရှိတချို့ကဖေကကိုခွေးမေကမဝက်သားလေးမဲ့ရင်ခွေးဝက်မိဘနှစ်ပါးနာမည်ကောင်းမှပါအောင်မဲ့ရတယ်ကဲတရားနာပိကကြောက်ခဲလေးရဲ့ဘဝဆုံးသွားတာကိုဒီကနေ့တော့အစနေ့မို့ဒီညနဲ့ပဲ12နာရီကျော်သွားပါပြီမနေ့ကတော့ဘယ်ခါဇတ်ထုတ်အစ်ဘုန်းကြီးဟောပါမယ်။ကိုင်အားလုံးခဏလေးပြီးခံပြီးတော့ဆိုလိုက်ကြပါဦး။ပြန်နာပေါ့ဖြည်းလေးပေါ့လှုပ်ရအောင်မလုပ်ပါနဲ့။သာဓုခေါ်ပြီးပြန်နာပေါ့။တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်ငြိမ်းပါစေ။အားလုံးရည်နဲ့ကြွရောက်လာကြတဲ့တရားနာပိဋကတိချမ်းသာကြပါစေ။ဘာပြောတာတို့ကျုပ်ကြဒုနာဆရာတော်ဘုရားလည်းချမ်းသာပါစေတောင်ပြီးမထွက်ဘူးနော်ဘုန်းကြီးဘုဒ္ဓမေတ္တာကပိုက်ထဲထည့်ပြီးဘုန်းကြီးတော့ပြည့်မထားခဲ့ကြပါနဲ့အားလုံးရည်နဲ့ကြွရောက်လာကြတဲ့တရားနာပိဋကတိချမ်းသာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါလို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေးကြလျင်ရှိတဲ့ဘုံမုန်းတွေတိတိတိတော်မိမိတို့အငြိဌာနသို့နိဝတ္တတုတိခေကပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြပရတွေဝေးရကြပြစီရောခြေသာဆွေကလျှောက်ပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တော့မနေနိုင်မဲနဲ့ပြန်ကျင်လို့လှုပ်ရွှတ်တော့လှုပ်နေတဲ့ဟာတွေညက်ကောင်းတော့ထိုးတော့မယ်ထင်တယ်ပြန်မာလေးတော့ပြန်ရစေ